ဒီအံ့ဘွယ်ကုသရှင်မလေးဟာရေခဲကူတစ်ခုထဲမှာအစိုက်ကူထုံးကိုတုံးပြီးကလေးတစ်ယောက်ရဲ့အသက်ကိုကယ်တင်နေပါတယ်။အဲဒီတန်ကြောင့်သူမတစ်ကိုယ်လုံးတုံရင်နေပေမဲ့လက်မတုံအောင်အားတင်းပြီးထိန်းထားရတယ်။ဘာဖြစ်လို့လဲဆိုတော့လက်တစ်ချက်မှသွားတာနဲ့ကလေးရဲ့အသက်ဟာချက်ချင်းဆိုသလိုပါသွားနိုင်လို့ပါ။သူမရှိသမျှခွန်အားကိုစူးစီးပြီးအစွမ်းကုန်စူးစမ်းလိုက်တဲ့အခါကလေးစီကငိုတန်လေးထွက်လာပါတယ်။အဲ့ဒီအတန်ဟာကလေးလေးပေးကင်းသွားပြီဆိုတဲ့အတိတ်ပဲပါပဲ။ဒါပေမဲ့အေးခဲနေတဲ့ကူထဲမှာအကြာကြီးနေခဲ့ရတဲ့အပြင်သူမကိုယ်တိုင်ကလည်းအေးတဲ့ချိန်စာတင်ထားသူမှုတကိုယ်လုံးအင်အားတွေကုန်ခန်းသွားပါတော့တယ်။သူမခြေလမ်းနဲ့ငယ်လှမ်းပြီးမှပဲတတိလစ်ပြီးလဲကျသွားခဲ့တယ်။ဒီကလေးကိုဒီကိုခေါ်လာတဲ့သူဟာသူကိုယ်တိုင်ဖြစ်နေတော့ကုသရှင်မလေးကိုကယ်ဖို့ကသူ့တာဝန်ဖြစ်လာပါတယ်။သူဟာသူ့ရဲ့အစွမ်းထက်လာတဲ့အတွင်းအားတွေကိုသုံးပြီးသူမကိုရေပူစမ်းရဲ့အောက်ခြေထိခေါ်သွားခဲ့တယ်။ပြီးတော့သူမရဲ့ခန္ဓာကိုယ်ထဲမှာပိတ်ဆို့နေတဲ့သွေးကြောတွေကိုပွင့်သွားအောင်အတွင်းအားနဲ့အတင်းတွန်းပို့ပေးလိုက်ပါတယ်။သွေးလည်ပတ်မှုပြန်ကောင်းလာတာနဲ့အမျှသူမရဲ့မျက်တောင်လေးတွေလှုပ်ခတ်လာပြီးနိုးလာခဲ့ပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ရဲ့လက်တွေဟာသူမရဲ့ကိုယ်ပေါ်မှာရောက်နေတာပါ။ဒါကိုမြင်ချင်းပဲရေအောက်ထဲမှာတင်သူမကသူ့ကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲသူတို့နှစ်ဦးဟာအပြင်းထန်လုံးထွေးတပ်ပုတ်ကြရင်နောက်ဆုံးအောက်ဆီဂျင်ပြတ်လက်လာတဲ့အခါရေမျက်နှာပြင်ပေါ်ကိုဝုန်းကနေရုံးတက်လာကြတယ်။သူမအသက်ဝဝရှူလို့ဝရနဲ့တပြိုင်နက်သူ့ဘောက်ကိုဆက်ပြင်းနေအောင်ဖြတ်ခနဲရိုက်ချလိုက်ပါတော့တယ်